အားလုံးပဲမင်္ဂလာအပေါင်းနဲ့ခံကြပါသေးလို့ရှေးဥစွာမေတ္တာပို့သအပ်ပါတယ်။ဦးသိန်းရဲ့ channel ကိုလည်း like and subscribe လုပ်ပေးဖို့ကနဦးတောင်းဆိုပါတယ်။ဦးသိန်းအခုဘာကိုမျှဝေချင်တာလဲဆိုလို့ရှိရင်ပေါ့ဦးသိန်းတို့ဖျားဟောတဲ့မင်္ဂလာတုတ်ကိုစိတ်ပညာဖြင့်သုံးသပ်မဲ့အပိုင်းလေးကိုမျှဝေပေးခြင်းပါတယ်။စိတ်ပညာထဲမှာလည်းဦးသိန်းတို့ကအေဗရာဟမ်မက်စလိုးပေါ့နော်နာမည်ကြီးစိတ်ပညာရှင်ရဲ့ theory ကိုချိန်မှာဖြစ်ပါတယ်အဲ့ဒီ theory နာမည်ပါလဲဆိုလို့ရှိရင်မြန်မာလိုဆိုလို့ရှိရင်လိုအင်အသင့်သင့် theory လို့အဓိပ္ပာယ်ရတယ်ပေါ့မူရင်းကတော့ Maslow hierarchy of need ပေါ့အဲ့ဒီမှာအဆင့်5အဆင့်ရှိတယ်တဲ့လားအဆင့်5အဆင့်ကဘာလဲဆိုလို့ရှိရင် physiological need ဆိုတဲ့ရုပ်ပိုင်းဆိုင်ရာလိုအင်မှုနံပါတ်2ဆိုတဲ့ safety need ဆိုတဲ့လုံခြုံမှုလိုအင်ပေါ့နံပါတ်3ကကျတော့လက်အံဗီတာမင်နဲ့ need ချစ်ချင်းမေတ္တာတို့နော်မိသားစုတို့တငယ်ချင်းအပေါင်းအသင်းတို့ထိုင်တဲ့တိုးတက်မှုပေါ့နံပါတ်4ကကျတော့ instinct need ဆိုတဲ့ကိုအလေးထားမှုလိုအင်ပေါ့နံပါတ်5ကကျတော့ self actualization ဆိုတဲ့ကိုယ့်ရဲ့အောင်မြင်မှုလိုအင်ပေါ့အဲ့ဒီလိုရင်အသင်း5အသင်းရှိတယ်လို့သူကပြတယ်ပေါ့အဲ့ဒီမှာတစ်ကအရေးကြီးတော့မယ်ပြီးရင်2ပြီးရင်3ပြီးရင်4ပေါ့အဲ့ဒီလိုရင်4ခုလုံးပြည့်မှဦးဇင်းတို့ကမိမိကိုယ်တိုင်ဘဝအမြင့်ကိုရောက်ရှိတဲ့အောင်မြင်မှုကရတာလေနော်နံပါတ်1နဲ့ရုပ်ပိုင်းဆိုင်ရာလိုအင်မှုကအရေးကြီးဆုံးပဲအဲ့ဒီနံပါတ်1ရုပ်ပိုင်းဆိုင်ရာပြည့်စုံပြီဆိုလို့ရှိရင်လုံခြုံမှုလိုအင်အဲ့ဒီနှစ်ခုပြည့်စုံလို့ရှိရင်ချစ်ချင်းမေတ္တာတို့ပေါင်းတဲ့တန်ရေးတို့လိုအင်ပေါ့အဲ့ဒီ3ခုပြပါဦးဇင်းတို့ကကိုလေးစားတန်ဖိုးထားမှုတို့လိုအင်ရမှာဖြစ်ပါတယ်အဲ့ဒီ4ခုစလုံးရမှာဦးဇင်းတို့ကမိမိကိုအောင်မြောင်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်နော်ဒါကရေပုံရအားဖြစ်ပေါ့လေသူရဲ့ theory တဘောတရားရရေပုံရအားဖြစ်ပြောတာပေါ့ဦးဇင်းကဒီ theory လေးလာရင်းနဲ့ပေါ့ဦးဇင်းတို့ဗုဒ္ဓဟောကြားတဲ့နော်လောကီကြီးပွားရေးကိုလည်းအကျိုးပြုတဲ့လောကုတ္တရာကြီးပွားရေးကိုလည်းအကျိုးပြုတဲ့မင်္ဂလာတရားကိုဦးဇင်းကတွားပြီးအမှတ်ရမိတယ်အဲ့ဒါကြောင့်ဦးဇင်းကဒါကိုချိန်ပြီးတော့မျှဝေပြပြသေးပေါ့နော်အဲ့ဒီမှာမသက်ပြကမင်္ဂလာ38ပါဟောတယ်ပေါ့အဲ့ဒီမှာဦးဇင်းတို့အနေနဲ့ရုပ်ပိုင်းဆိုင်ရာလူရင်မရခင်ပေါ့ဒီမှာမသက်ပြကအတိဝနာသဘာလာနံလူမိုက်ကိုမပေါင်းနဲ့ပန္တိတနန္တတေဝနာလူလိမ္မာတွေကိုပေါင်းပညာတတ်ပုဂ္ဂိုလ်တွေကိုပေါင်းပေါ့နော်ပြီးရင်ပူဇော်တဲ့ပူဇော်အဲ့တဲ့ပုဂ္ဂိုလ်ပူဇော်ပေါ့ပူဇာစာပူဇနေရနံဒါကတော့ဦးဇင်းခုနပြောခဲ့တဲ့မတ်ထရိုရဲ့လိုအင်အစင်းတူနဲ့မဆိုင်ဘူးတို့တော့အဲ့ဒီမှာလူမိုက်ကိုပေါင်းမဲ့ဆိုလို့ရှိရင်ဦးဇင်းကနောက်ပိုင်းမင်္ဂလာကိုမရတော့ဘူးနော်ပညာရှိကိုပေါင်းမဲ့ဆိုလို့ရှိရင်နောက်ပိုင်းမင်္ဂလာကိုရမယ်အဲ့ဒါမသက်ပြကအခြေခံအဖြစ်လူမိုက်ကိုမပေါင်းနဲ့လူလိမ္မာကိုပေါင်းဆိုပြီးတော့ဟောတာဖြစ်ပါတယ်ပြီးရင်အရေးချင်းရှိတဲ့ပူတော်တဲ့ပူတော်အဲ့တဲ့ပုဂ္ဂိုလ်တွေပူတော်လို့ဟောတာဖြစ်တယ်နော်အဲ့ဒီမှာနောက်ပိုင်းကျမှဦးသင်းကဒီမတ်စလိုရဲ့လိုရင်အစင်းတီအိုကြီးကချိန်လို့ရမှာဦးသင်းအခုပြောမဲ့မင်္ဂလာတရားတော်နဲ့အဲ့ဒီမှာဦးသင်းတို့ကရုပ်ပိုင်းဆိုင်ရာလိုအင်ပေါ့အဲ့ဒါကဘာကိုပြောတယ်လဲဆိုလို့ရှိရင်ပတိဟုပဒေတာဝါဒောစတာပုပ္ပေဇာကရပုညတ္တာအတ္တတမ္မာပဏိတိတာဧတံမင်္ဂလမௌဒ္ဓမံတဲ့ဘာဟုတတ္တံတာတိတ်ပင်သအဲ့ဒီကဥဒင်းရဲ့မြင်ဆိုလို့ရှိရင်ဒီမတ်တရိုရဲ့ရုပ်ပိုင်းဆိုင်ရာလူမှုထဲမှာဒါကပါတယ်ပေါ့နော်အဲ့ဒါကိုရှင်းမယ်ပတိဟုပဒေတာဝါဒဆိုတာကိုလိုချင်တဲ့ကျမ်းမာရေးတာစီးပွားရေးတာသူမရေးတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့တင်းနဲ့ယတိတာမှာနေထိုင်လို့ပြောတာပဲပုပ္ပေဇာကရပုံညတ္တာရှင်းနေပြုခဲ့ပြီးတော့ကောင်းမှုရှိရမယ်ပေါ့ဒါဥဒင်းနဲ့ဗုဒ္ဓဘာသာရဆိုလို့ရှိရင်ယခုဘဝမှာချမ်းသာခြင်းဒီရှေ့မှာကောင်းမှုပြုခဲ့လို့ပဲနော်ပြီးရင်အတ္တတမ္မာပဏိတိကိုချမ်းသာဖို့ဆိုလို့ရှိရင်မိမိရဲ့စိတ်ကိုကောင်းမွန်စွာထားရမယ်စိတ်ကကောင်းမွန်စွာထားနိုင်မှဦးဇင်းတို့ရုပ်ပိုင်းဆိုင်ရာကိုစီးပွားရေးဖြစ်ဖြစ်အဲ့ဒါကိုရှာဖွေနိုင်မှာဖြစ်တယ်ပေါ့ပြီးရင်ဘာဟုတစ္ဆာတဲ့ကြားမြင်တတ်ရှိရမယ်ပေါ့နော်ဦးဇင်းတို့ကအကြားမြင်များမှ
အမှန်မှားကိုဆုံးဖြတ်နိုင်မယ်ပေါ့ပြင်တိတ်ပင်တာတဲ့အတ္တပညာကိုတက်ရမယ်ပေါ့အဲ့ဒီ၅ချက်ကဦးသိန်းရဲ့အမြင်အတွေ့ကဒီမတ်တရိုရဲ့ physiological need ဆိုတဲ့ရုပ်ပိုင်းဆိုင်ရာလိုအမှုမှာတွားပြီးတော့အကျုံးဝင်နော်ပြီးရင်နံပါတ်2ဖြစ်တဲ့ safety need ပေါ့လုံခြုံမှုလိုအင်းပေါ့ဦးသိန်းကလုံခြုံမှဆိုလို့ရှိရင်လုံခြုံအောင်နေမှဆိုလို့ရှိရင်ဥပဒေရလွတ်အောင်နေဖို့လိုတယ်အဲ့ဒါမှဟိုထောင်ထဲမဝင်ရမှာနော်အဲ့ဒါကြောင့်ဘာကိုပြောလဲဆိုရင်ဝိနည်းတော့တုတ်ခိတော်တဲ့ကောင်းစွာကျင့်အပ်တော့ဝိနည်းရှိရမယ်လူကျင့်ဝတ်ရှိရမယ်ပေါ့ပြီးရင်တုပါတိတာတာယာဝတာကောင်းစွာပြောဆိုအပ်တဲ့စကားကိုပြောဆိုရမယ်ပေါ့နော်ပြီးမာတာပိတုဥပဋ္ဌာနမိဘတွေကိုလှုပ်ကြွေးရမယ်အစတော်ကြီးအဲ့ဒါကကြတော့လက်အံဘီလောင်းနဲ့မပါပါပြီတိလားခုနဦးသိန်းပြောခဲ့တဲ့ဝိနည်းယောတာတုတ်ခိတော်ရဲ့တုပါတိတာတာယာဝတာအဲ့ဒီနှစ်ပါးကကြတော့ဦးသိန်းရဲ့အမြင်တွေက safety need ထဲမှာတွားပြီးတော့ပါသွားပြီပေါ့နော်နံပါတ်3ဖြစ်တဲ့လက်အံဘီလောင်းနဲ့need ဆိုတဲ့ချစ်ချင်းမေတ္တာတို့ပေါင်းတဲ့တဲ့ကြတော့ဦးဇင်းအခုဆက်ပြောမယ့်မင်္ဂလာကဘာတွေလဲဆိုလို့ရှိရင်မာတာပိတုဥပဋ္ဌာနံဗုဒ္ဓဒါဝတ္တသင်္ကဟောအနာကုလသာကမ္မရာဧတမင်္ဂလမௌတမံနော်ဒါနင်္သာဓမ္မသဗိယသညာတကနင်္သာသင်္ကဟောအနာဝိသနိကမ္မနိဧတမင်္ဂလမௌတမံတဲ့အဲ့ဒါကကြတော့ဦးဇင်းအခုပြောမယ့်လက်အံဘီလာမင်းနဲ့နိဒမတော့အကျုံးဝင်နေပေါ့နော်အဲ့ဒါကမိဘတွေကိုထောက်ပံ့ခြင်းလှုပ်ကြွေးခြင်းပြီးရင်ကိုယ်ယူတဲ့တနည်းများကိုပြုစုလှုပ်ကြွေးခြင်းတာသမီကိုလှုပ်ကြွေးခြင်းပေါ့နော်ပြီးရင်ပေကံသွန်ကြဲခြင်းတရားကိုကျင့်သုံးခြင်းသူမျိုးကိုထောက်ပံ့ခြင်းပေါ့အပြစ်မရှိတဲ့အလုပ်တွေကိုလုပ်ပေါ့နော်အနာကုလသကမ္မန္တာအပြစ်မရှိတဲ့အလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့ကလူတွေရဲ့ချစ်ချင်းမေတ္တာကိုရမယ်ပေါ့နော်လူတွေရဲ့ချစ်ချင်းမေတ္တာရမယ်မိဘတွေရဲ့ချစ်ချင်းမေတ္တာကိုရမယ်တာသမီတွေရဲ့ချစ်ချင်းမေတ္တာကိုရမယ်အဲ့ဒါဆိုလို့ရှိရင်ဦးဇင်းတို့ကချစ်ချင်းမေတ္တာလိုအပ်မှုမှာဦးဇင်းတို့ကပြည့်သွားပြီနော်မာတာပိတုဥပဋ္ဌာနံဗုဒ္ဓဒါဝရတ္တသင်္ကဟောအနာကုလသာကမ္မနာဧတမင်္ဂလမௌတမံတဲ့ဒါနင်္သာဓမ္မသရိယာသညာတကနင်္သာသင်္ကဟောအနာဝိသနိကမ္မနိဧတမင်္ဂလမௌတမံအဲ့ဒါကကြတော့ဦးဇင်းတို့လက်အံဘီလာမင်းနဲ့နိမှာတွားအကျုံးဝင်နေပေါ့နောက်နံပါတ်4ဖြစ်တဲ့ instinct ဆိုတဲ့မိမိကိုယ်ကိုမိမိအလေးထားမှုပေါ့မိမိကိုယ်ကိုမိမိအလေးထားမှုဆိုတာကကြတော့ကောင်းတဲ့ຢာတွေကိုလုပ်ရမယ်မကောင်းတာတွေကိုရှောင်ရမယ်အဲ့ဒါဆိုမိမိကိုယ်ကိုအလေးထားမှာပဲနော်ဒါဦးသိန်းကဗုဒ္ဓရှိတော်ကတုတ်တက်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့အမြင်မတူလို့ရှိရင်လည်းပြင်ပေးလို့ရတယ်နော်အဲ့ဒီမှာအဲ့ဒီလေးနဲ့ညီတဲ့မင်္ဂလာတွေကဘာလဲဆိုအာရတိဝိရတိပါပါမေတ္တာပါဏာသတန်ယမောအပမဒေါသဓမ္မေတုဧတမင်္ဂလမௌတမံပါမကောင်းမှုတွေကိုရှောင်ရှားရမယ်ပြီးရင်လူကိုမူရစ်တဲ့တေရတဲ့တွေကိုတောက်တုံချင်းကိုရှောင်ရှားရမယ်ကောင်းသောတောင်းတမှုရှိရမယ်နော်ကုသိုလ်ကောင်းမှုမှာမမေ့မလျော့ကဘူးအဲ့ဒီမင်္ဂလာတွေကဥဒ္ဒအသင်းနိမှာတွားပြီးတော့အကျုံးဝင်နေပေါ့ပြီးရင်ကာရဝကိုထက်ဂုံရှင်ဝါပညာအသက်ကြီးတဲ့ပုဂ္ဂိုလ်ကိုဒေသမှုရှိရမယ်ပေါ့နိဗ္ဗာန်တော်စတယ်အဲ့ဒါကကြတော့ကိုကအကယ်၍ဂုံရှင်ဝါကြီးမှမတူလို့ချင်းကိုတဲ့ငယ်တဲ့ပုဂ္ဂိုလ်တွေကိုနှိပ်ချပြီးပေါင်းနဲ့ထပ်ပေးရမယ်ပေါ့တန်တုဋ္ဌိတင်းတင်ရောင်ရမှုရှိရမယ်ပေါ့ကတင်ညုတာကိုအပေါ်ကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုကိုကကျေးဇူးတည်တတ်ရမယ်ပြန်ဆက်ရမယ်နော်အဲ့ဒါကကြတော့ဥဒ္ဒနအသင်းနိမှာတွားအကျုံးဝင်တယ်သူကနောက်တော့ထပ်ပြင်နေသလားအဲ့ဒီ4နဲ့5မှာအသင်းနိပြီးလို့ရှိရင်သူက9တဲ့နိကိုသူကထထည့်တည်တယ်ဥဒ္ဒင်ကအဲ့ဒါကြောင့်ထပ်ခွဲအောင်မယ်အဲ့ဒါကဘာလဲဆို9တဲ့တိမှုပေါ့လေကာလီနဓမ္မတဝနံကိုအားရင်အားတို့တရားကိုနာကြားခြင်းကလည်း9တဲ့နိဆိုတဲ့တိမှုလူအဲ့ဒီမှာတွားပါတယ်ပေါ့ပြီးရင်ခန္တီတတောဝတ္တတခန္တီဆိုတာကကြတော့ကိုပညာတွေသင်တဲ့အခါမှာတိခတ်မှုရှိရမယ်
တော့ဝတ္တတာကောင်းမွန်ဆိုတော့မှလူတဲ့စကားရှိရမယ်ပေါ့နော်ပြီးရင်တမနာနေတဲ့တနံပေါ့ရန်တွေကိုဖူးတွေ့ရမယ်အဲ့ဒါမှသူတို့တရားနာရမှာအဲ့ဒါမှကိုယ့်ရဲ့ခေါဏတဲ့နိဆိုတဲ့လူရင်ကထပ်ပြမှာပေါ့ပြီးရင်ကာလီနဓမ္မတာကိစ္စတဲ့အရှင်အားရအားတလို့ပေါ့တရားဓမ္မတွေကိုသွင်းလို့ရမယ်ပေါ့အဲ့ဒါတွေကဥဒင်းတို့ခေါဏတဲ့နိဆိုတဲ့လူရင်မှာပါတယ်နောက်တော့လူရင်မှာတွားပါတယ်ဒီလားပြီးရင်ဥဒင်းတို့နောက်တော့အသင်ဖြစ်တဲ့ပေါ့ step actualization ဥဒင်းဗုဒ္ဓဘာသာဆိုလို့ရှိရင်နိဗ္ဗာန်ကဥဒင်းတို့ရဲ့ပန်းနိုင်ပဲအဲ့ဒါကြောင့်ဥဒင်းကနိဗ္ဗာန်နဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ်နော်တခြားတော့ရှိတော့နေတယ်သုံးသပ်လို့ရပါတယ်ဥဒင်းကအခုဖျားခေါ်တော့တတ်မှတော့နိဗ္ဗာန်ကိုပဲဥဒင်းရဲ့ဘုံပန်းနိုင်ပေါ့အဲ့ဒီမှာတဘောဇဗြဟ္မသဗ္ဗယန္တာအဘိယတသနာတတနံနိဗ္ဗာန်တိတိကိယတာဧတံမင်္ဂလမௌတမံဖုဒ္ဓတလောကဓမ္မေဟိတိတံယတနကံပတိအာတောကံဝိရတံခေမံဧတံမင်္ဂလမௌတမံနော်အဲ့ဒါတွေကဥဒ္ဒနောက်ဆုံးအသင်ဖြစ်တဲ့ဆက်ချွေလာတဲ့ချင်းမှာတွားပြီးတော့အကျုံးဝင်နိုင်ပေါ့နော်တဘောဆိုတာကရောကျင့်ရမယ်ပေါ့နော်ဘာကြီးကျင့်မလို့ဆိုရင်မြတ်သောအကျင့်တွေကိုကျင့်ရမယ်ပြီးရင်အရိယတစ္ဆနာတတနာအရိယတစ္ဆာတွေကိုဥဒ္ဒနော်တွေ့အောင်ကြိုးစားအထောက်ရမှာပေါ့ပြီးရင်နိဗ္ဗာန်တိတိကိယနိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်နော်အဲ့ဒီကမှာဥဒ္ဒနော်ကဖုဒ္ဓတလောကဓမ္မဟိလောကဓာတ်တရားတွေနဲ့ထူးတဲ့မယ်ဆိုရင်တော့မှဥဒ္ဒနော်ရဲ့စိတ်ကတုံ့လှုပ်မှုမရှိရဘူးနော်အာတောကံသွေးမှုမရှိကြဘူးဝိရဒံကိရိတာမျိုးမထားရဘူးခေမံဘေးကင်းရမယ်အဲ့ဒါကဥဒ္ဒနိဗ္ဗာန်ကိုပြောတာပဲတိလားအဲ့ဒါကြောင့်ဥဒ္ဒခုပြောခဲ့တဲ့ဟာတွေကတဘောဇဗြဟ္မသဗ္ဗယန္တအရိယတသနာတတနံနိဗ္ဗာန်တိတိကိယတာဧတံမင်္ဂလမௌတမံဗုဒ္ဓတလောကဓမ္မေဟိတိတံယတနာကမ္မတိအာတောကဝိရဒံခေမံဧတံမင်္ဂလမௌတမံအဲ့ဒီနှစ်ပိုက်ကဥဒ္ဒနုကဘာကိုပြောရလို့ဆိုရှင် step actualization ဆိုတဲ့နိဗ္ဗာန်ရဲ့ပြတာပဲနိဗ္ဗာန်ကိုပြတဲ့ပါဠိတွေပဲတက်လာနော်ပြီးဥဒ္ဒနုကဒီမတ္တရိုတိကိုချုပ်မယ်ဆိုလို့ရှင်6ချက်ပေါ့အဲ့ဒီသူ့ရဲ့လူရင်6ချက်ကဥဒ္ဒနုဒီဥဒ္ဒနုခုပြောတဲ့ပေါ့ဖျားဟောမင်္ဂလာတုတ်အဲ့ထဲမှာအကျုံးဝင်တယ်နောက်တော့မှဘလို့အသုံးသက်တယ်လဲဆိုချင်းဧတာဒိတာနိကတ္တဝနာတပ္ပရမပရာဒိတာတပ္ပရတုတေကိသန္တိတန်တေတံမင်္ဂလမௌတမံနဲ့နော်ဒါတွေကိုပြုလုပ်မယ်ဆိုလို့ရှိရင်အရှုံးမရှိဘူးအလုံးစုံတော့ချမ်းသာအောင်မြင်မှုချမ်းသာကိုပေးနိုင်တယ်နော်ရုပ်ပိုင်းဆိုင်ရာကောစိတ်ပိုင်းဆိုင်ရာကောမိဘတွေကိုကိုဒေသတံမိုးထားမှုတွေကိုနောက်တော့နိဗ္ဗာန်ကိုပေးနိုင်တယ်နော်ဒါဥစဉ်မတရိုးရဲ့တွင်အသင်းတီအိုကြီးကိုဖျားဟောတဲ့မင်္ဂလာပြားနဲ့ပြန်ပြီးတော့ချင်းတုံးတက်တာဖြစ်ပါတယ်အမြင်မတူလို့ရှိရင်လည်းရေးခဲ့ပေးပါအကယ်၍ကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် like and subscribe လုပ်ပေးပြီးတော့ share လုပ်ပေးခဲ့ပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်